ရှုမျိုးမီးမလာတော့ဖျောင်းတိုင်မီထွန်းပြီးမှဘာတွေစဉ်းစားမိလဲဆိုတော့ငယ်တော့ကိုရီဘဝပေါ့နော်အရန်ကိုအဲ့ပေါ့အစင်မပြေခဲ့တော့ပေါ့နော်ဖျောင်းတိုင်မီနဲ့စာကြည့်ဖို့ပေါ့နော်တစေး9ရက်တစေးကွယ်တစေးဖျောင်းတိုင်ဝယ်ဖို့ဖျောင်းတိုင်တထုပ်ဝယ်ဖို့ကိုအရန်ခက်ခဲတာပေါ့နော်ဆိုတော့အဖွားကဘယ်လိုလုပ်ပေးလဲဆိုအခုလိုမျိုးဖျောင်းတိုင်မီးလေဖျောင်းတိုင်မီးကနေဖျောင်းရည်တွေကြအရည်ပျော်တဲ့ဟာတွေကိုအကုန်လုံးသူကအဲ့လိုမျိုးခွက်တစ်ခုမှတေချာခံပြီးမှအဲ့အရာတွေကိုတေချာပြန်ချစ်သိမ်းပြီးမှအဲ့အရာကိုအဖွားနဲ့အဖိုးပေါ့နော်အဲ့ဒါလေးတွေကိုလုံးသူကပြန်စုတေချာပြန်စုဒီဖျောင်းထဲမှာသူတို့ထည့်ထားပေးတဲ့ဒီချီမင်လေးကိုလည်းတချို့ဟာဆိုရင်ပြန်တေချာပြန်ယူရပေါ့နော်မရတဲ့ဟာဆိုလည်းအဓိကဖျောင်းပေါ့နော်အဓိကပြန်စုပြီးမှလိတ်ကလေးတေချာလေးပြန်လုံးဖျောင်းတိုင်အကြီးပြန်လုံးတာပေါ့နော်အဲ့အရာလေးတွေဖျောင်းကြီးတွေကိုစုပြီးမှပေါ့နော်ပြီးမှပဲချီပြန်လိတ်ထဲပြီးမှအဲ့လိုမျိုးrecycle ပြန်သုံးခိုင်းတာပေါ့နော်မောင်နှမတွေကလည်းများပြီးတော့စာကြည့်ဖို့ကကျတော့ရေနံစီမီးခွက်လည်းတုံးခဲ့ရတယ်ဆိုရင်ရေနံစီမီးခွက်ကလည်းရေနံစီကလည်းတိတ်မဟုတ်မဝယ်သုံးနိုင်ဘူးဆိုဖျောင်းတိုင်ဝယ်သုံးဖို့ကကျတော့လေ9ရက်တစ်စေးဟိုတပတ်ကိုတထုပ်ပေါ့နော်အဲ့တော့ဆိုနည်းနည်းကြီးတဲ့ဟာပေါ့နော်လက်ညိုးလောက်ရှိတဲ့ဟာတထုပ်မှာ6ချောင်းလောက်မသိပါပေါ့နော်အဲ့ဒါကိုချွေတာသုံးရတာကွယ်အမျိုးဆိုတော့အဖိုးနဲ့အဖွားဖျောင်းတိုင်အဲ့လိုမျိုးလေး recycle ပြန်လုပ်ပေးတာပေါ့နော်အဲ့ဒါလေးတွေကိုအမှတ်ရတာဘဝတွေကတော့မတူခဲ့ကြဘူးကွယ်ဆိုတော့ဒီမှာအခန်းထဲမှာတရားတည်းဖျောင်းတိုင်ပြန်ထွန်းပြီးနေရတဲ့ချိန်မှာအမှတ်ရမိလို့ဆိုတော့ဖျောင်းတိုင်ကိုစော်ရင်လည်းပေါ့နော်အမှတ်ရမိတာနဲ့အဖွားတော့ရန်တတိရသွားတယ်ဖိုးလည်းတတိရတယ်ကိုလုတ်ကြည့်မလို့ဆိုတော့အစမပြေဘူးပူတာနဲ့ပေါ့နော်ဖျောင်းပူတာနဲ့သူကအဲ့လိုချွတ်မွေ့လေး recycle ပြန်လုပ်ဖို့ဆိုအပူကပြန်ပေးရသေးရောဆိုတော့သူကနဲ့သူပေါ့နော်အရင်ကတည်းကနေသူတို့လည်းသူတို့ idea နဲ့သူတို့ပေါ့နော်အဲ့လိုမျိုးthank you for watching